ကြိုမောင်မယ်စွမ်းရည်ထက်နဲ့ရှုံးမြတ်ချေဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်ကောင်းခန့်ငိမ့်ချမ်းနဲ့တက်ထားဆန်ဖြစ်ပါတယ်ရှင်Academy ရွှေကြိုမောင်မယ်ဇော်စင်ဝင်းရှိုင်းနဲ့စုမြတ်တန်တာဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်တုတကိုနဲ့ယွန်းပိုးအိမ်ဖြစ်ပါတယ်ရှင် Academy ရွှေကြိုမောင်မယ်ခန့်တီဇာနဲ့စိုးရတနာအောင်ဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်မင်းခစ်ကောင်းနဲ့ယွန်းဝတန်လင်းဖြစ်ပါတယ်ရှင်Academy ရွှေကြိုမောင်မယ်နီတိနဲ့ကေတရီကျော်ဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်မိုးခန့်နိုင်တဲ့အေးမြတ်မွန်ဖြစ်ပါတယ်ရှင် Academy ရွှေကြိုမောင်မယ်ရာဇာမျိုးမင်းနဲ့နှင်းမာလာကြီးဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်မင်းသက်ကောင်းတဲ့ L ပေါက်ကြာဖြစ်ပါတယ်ရှင် Academy ရွှေကြိုမောင်မယ်ကောင်းစင်သူနဲ့အိမ်မှုသွေအောင်ဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်ရန်နိုင်ဘုံနဲ့မြက်ဝတ်ရည်သင်းဖြစ်ပါတယ်ရှင် Academy ရွှေကြိုမောင်မယ်ဇော်ထက်အောင်နဲ့မျက်နှိုးဆန်ဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်ကျဲစင်လင်းထူးနဲ့အုံမာဖြိုးဖြစ်ပါတယ်ရှင် Academy ရွှေကြိုမောင်မယ်စီသူထက်နဲ့နှင်းရည်ထက်ဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်တောက်ဝေကိုနဲ့မျိုးစန္ဒာဖြစ်ပါတယ်ရှင် Academy ရွှေကြိုမောင်မယ်မင်းဟိန်းခန့်နဲ့ခိုင်ရီမွန်ဖြစ်ပါတယ်ခင်ဗျာAcademy ရွှေကြိုမောင်မယ်ဘုံထက်အောင်နဲ့ဤမျိုးဖြစ်ပါတယ်ရှင် Academy ရွှေကြိုမောင်မယ်များနဲ့အခမ်းအနားမှုများရဲ့ဝတ်စုံများကိုဧဝရက်ရာဇာနဲ့ဧကရိယာဇာ Premium Custom Tailor မှ Designer Fred and Pinky တို့မှချုပ်လုပ်ဖန်တီးပေးတာဖြစ်ပြီးဧဝရက်ရာဇာနဲ့ဧကရိယာဇာပိုးတဲ့တိုင်းနဲ့အတူ Academy ရွှေကြိုမောင်မယ်လေးများနဲ့အခမ်းအနားမှုများရဲ့လှပတဲ့ခြေလမ်းတိုင်းအတွက်ဖက်နှက်များကိုလည်းကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ရှင် လက်ဝတ်ရတနာများတင့်တယ်လှပစွာဆင်မြန်းပေးတာကတော့စိန်နန်းတော်စိန်ရွှေရတနာဆိုင်မှဖြစ်ပါတယ်